အမျိုးသားတစ်ယောက်ဟာရေပလင်းတစ်လုံးကိုအင်ဒုံနိုင်းကိုပြစ်ထည့်လိုက်ရကနေနောက်တစ်စက္ကန့်မှာပဲအဲ့ဒီရေပလင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကရှေးရောင်းခစ်စီကိုရောက်ရှိသွားပါတယ်။အဲ့ဒီခေတ်ကဘုရင်မကြီးဟာဒါဟာနက်ဖျားရီစီကလက်ဆောင်လို့ထင်မှတ်ပြီးရေပလင်းကိုဖွင့်ကတောက်ကြည့်လိုက်တဲ့အခါရေဟာအရန်ကိုချိုးမြင့်နေတာကိုသိလိုက်ရတယ်။အဲ့ဒီအချိန်မှာတိုင်းပြည်ကအကြီးအကျယ်မိုးခေါင်ရေရှားနေတဲ့အတွက်ဘုရင်မကြီးဟာနက်ဖျားရီစီရေပိုပေးဖို့အတနာခန့်စာရေးပြီးသူမရဲ့ကိုပိုင်ကြောက်စိမ့်ဆွဲသီးကိုပါအင်ဒုံထဲထည့်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီအမျိုးသားဟာကြောက်စိမ့်ဆွဲသီးရဲ့တန်ဖိုးကိုသိကျင်တာနဲ့ဓာတ်ပုံရိုက်ပြီး online ပေါ်တင်လိုက်ပါတယ်။ရှေးရောက်ပစ္စည်းကျွမ်းကျင်သူတယောက်ဟာဒါဟာတန်ဖိုးကြီးရှေးရောက်ပစ္စည်းမှန်းသိသွားပြီးအဲ့ဒီလူကိုဆက်သွယ်ကဝယ်ယူခြင်းကြောင့်ပြောပါတယ်။အမျိုးသားကတော့ဒါဟာလင်းညာနေတာလို့ပဲထင်ခဲ့တာပါ။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူ့ဘဏ်အကောင့်ထဲကိုဒေါ်လာ6 တန်းရောက်လာတဲ့အတွက်သူအံ့ဩပြင်တက်သွားပြီးချက်ချင်းပဲရောင်းမယ်လို့သဘောတူလိုက်ပါတယ်။အဲ့ဒီနောက်သူ့ဘေးကစာကိုတွေ့တော့မှဒီဘုရင်မကြီးကသူ့ကိုပို့ပြီးချမ်းသာအောင်လုပ်ပေးနိုင်မှန်းသိသွားပြီးဘုရင်မကြီးရဲ့ရေပစ်သနာကိုသူကူညီဖြည့်ရှင်းပေးမယ်လို့စာပြန်ရေးလိုက်ပါတယ်။စာကိုမြင်တော့ဘုရင်မကြီးကအယမ်းဝမ်းသာသွားပြီးနတ်ဖျားကိုကျေးဇူးဆက်ဖို့ရွှေတွေအရာကြီးပြင်းရှင်ခိုင်းလိုက်ပါတယ်။အမျိုးသားရှိတဲ့ဘက်မှာတော့အင်တုံကနေရွှေတင်ကောင်းတွေမရေမတွက်နိုင်အောင်ထပ်လာပြီးကောင်းကင်ကနေရွှေမိုးရွာချနေသလိုပါပဲ။သူလည်းရွှေဒီတဲဟိုတငယ်ချင်းတွေကိုချက်ချင်းခေါ်လိုက်ပြီးနောက်ဇိန်ခန်ဗီလာအင်ယာမှာအိမ်သွားဝယ်ပါတယ်။မထိန်မက်ပဲအယောင်ကြကန်မှာသူ့ရဲ့ရီးစားဟောင်းနဲ့စုံပါတယ်။ရီးစားဟောင်းနဲ့သူမရဲ့တခဲသားချစ်သူကသူ့ကိုအစားတောက်ပိုးရည်စုလို့ထင်ပြီးဒီကအိမ်သွားလုံးဝယ်နိုင်မှာမဟုတ်ဘူးလို့လှောင်းပြောင်ကြပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအမျိုးသားကဗီလာတစ်ခုကိုလက်ညှိုးထိုးပြီးအခုချက်ချင်းငွေအဖြစ်ချီပြီးဝယ်မယ်လို့ပြောလိုက်ပါတယ်။ရီးစားဟောင်းကတန်တရက်နဲ့မိကွန်းထုတ်ဖို့ပြင်နေတော့မှာပဲသူကလက်ဖြောက်တစ်ချက်တီးလိုက်တဲ့အခါသူလက်ဖော်ကိုက်ဘက်တွေကရွှေတွေအဖြစ်ထည့်ထားတဲ့ခီးဆောင်ဒေသတွေကိုဆွဲပြီးရောက်လာကြပါတယ်။လူတိုင်းအံ့ဩသွားကြပြီးအယောင်ဝန်ထမ်းကလည်းချက်ချင်းပဲပြတလဲနဲ့အယောင်ဝယ်စာချုပ်ချုပ်ပေးပါတော့တယ်။အဲ့ဒီနောက်အမျိုးသားဟာအင်ဒုံကိုဗီလာနောက်ကရေကန်စီယူသွားပါတယ်။အဲ့ဒီအချိန်မှာဘုရင်မကြီးကရေမရက်လို့စိုးရိမ်နေပြီးစစ်သည်တွေကလည်းနတ်ဖျားကလိန်နေတာလို့ထင်နေကြပြီမယ်။နောက်တစ်စက္ကန့်မှာပဲရေကန်ထဲကရေတွေဟာအင်ဒုံကတဆင့်ရှေးအောင်ခစ်စီကိုတရှိန်တိုးစီးဆင်းသွားပါတော့တယ်။